9 ရက်လေးမှာလဲကိုဆိုင်မှာလာရောက်ဝိုင်းဝင်းကူညီလောက်ဆောင်ပေးခြင်းဟောင်းကြီးမင်းလဲဆွေဆိုင်အိတ်တာပေးနာဟောကြဘောကြီးမျက်စောင်းတို့ရှိတွင်သောမြူလာဆိုင်လေးရှိပါတယ်လာရောက်စေကျော်တန်ရှင်းရေးလည်းလုပ်လို့ရပါတယ်ဒီရတော့မိတ်ဆွေပေါင်းတင်များပြည်သူပါမိတ်ဆွေတို့ရဲ့ကားဆိုင်ကျမျိုးစေကျော်တန်ရှင်းရေးလုပ်ပါတယ်စပေါ်လေးလက်ပေါ်လေးအားလုံး try ပါတယ်ခါပေးရမှာဟုတ်ကျေးဇူးပါပြောရင်ဆိုရင်နောက်ကားတစ်စီးကဝင်လာပါတယ်ရှေ့မှာတိုးလို့တန်းတန်းဖြစ်နေပါတယ်နောက်တစ်စီးလိုက်ခဏနားခိုင်းမှရမယ်ဒီနေ့ order တွေရမ်းကြနေပါတယ်